ငါကွာတောက်ခုတ်တန်းတဲ့သူကြိတ်မလိုက်ခဲမရဒေါသမီဟုံးဟုံးတောက်လောင်နေတဲ့ကိုပါချစ်ကရှေ့မှာချထားတဲ့ခွေးချေကုံလေးကိုကမ်းပြစ်လိုက်တယ်။ဘဲကကလေးကအုတ်ကြားမျက်ပေါက်တထောင်းစားနေမှမသိပါဘူးတော့။စားတဲ့သူတွေသဘောနဲ့ကြပါလေအစိတ်ဖြစ်ပါလေ။ကိုပါချစ်ရဲ့မိမမန်းလူကလည်းတွတ်ပြောကကျိန်စိမ့်နေတယ်။သူ့အိမ်မှာမွေးထားတဲ့အင်ဂျက်ကလေးနဲ့ကောင်ပျောက်ချင်းမလားပျောက်နေတာကတနေကုန်လေးကြာနေပြီ။မနေ့အစောကလေးကနေနေရနဲ့လိုက်ရှာနေတာကိုအစနာပဲမတွေ့ရဘဲနဲ့အခုချိန်ညနေဆောင်တဲ့အချိန်လေးပဲနေဝင်သွားခဲ့ပြီဖြစ်တယ်။ငါကောင်လေးကိုချက်စားပြကြပြီနေမှာဒါဟိုကောင်လေးလည်းချက်ပဲ။ကြက်သားဟင်းချက်တာတွေ့လို့ကတော့ဘာချစ်တယ်နော်တစ်ချစ်တည်းရှိတယ်။ပြိုးဆိုနဲ့ကိုဘချစ်ထွက်သွားရနောက်ကိုမနုကလိုက်អော်လိုက်တယ်။မိလိုကတော့အပြတ်သားစောပြယောက်ျားကြီးအာကျဲပြောနေတဲ့အတန်းကိုဆွေကြားလိုက်တာနဲ့ဇော်ကျူးကြီးပြန်လာခဲ့တယ်။ရှင်ထဲမှာလည်းတတိတွေဖြစ်ပေါ်လာပြီးခြေပြားလက်ပြားတွေကအေးဆက်လာတယ်။ကိုဘချစ်တို့အိမ်ကဦးတို့အိမ်ရဲ့မျက်စောင်းတို့တအိမ်ကျော်သားဖြစ်ပြီးတော့ဆဲဆိုတန်းလေးကိုအတိုင်းကကြားနေရတယ်။အိမ်ထဲအမြန်ဝင်အိမ်ငကားကိုပိတ်လိုက်ပြီးဒူးကတဆက်တုံနေမိတော့တယ်။သူမကအိမ်ပေါ်တက်ကိုတစ်ချက်မော့ကြည့်ရင်းနဲ့မျက်လုံးကကနာမငြိမ်စွာနဲ့ဟိုရှာတီရှာကြည့်နေတယ်။မနေ့မိုးလေးကလေးကလက်စလက်နာအကုန်ရှင်းထားပြီးဖြစ်တော့လဲစိတ်ကမလုံးလား။သားလေးကအပြင်သွားခြင်းလို့လားမမသွားခေါ်လဲမှာပေါ့သားရဲ့။မိခင်ဖြစ်သူတို့ရင်းရဲ့အတန်းကြောင့်ဦးကခေါင်းနဲ့မိုးချိုးပြစ်ချခံလိုက်ရတယ်လို့ပဲအလန့်ကြီးလန့်သွားခဲ့ရတယ်။ကြပြားပြည့်တဲကြည့်လိုက်တဲ့အခါမှာတော့မိခင်ကပိတ်စာနဲ့ချုပ်ထားတဲ့အယုတ်ကြီးကိုလာသားကလေးအားချီတယ်လို့ပွေဖက်ထားပြီးတော့အပြင်းသွားဖို့ပြင်းနေတယ်။မမဘယ်တော့မလို့လဲ။သားလေးကအိမ်ထဲမှာပြင်းနေတဲ့အပြင်သွားလေမလို့လေသမီးရဲ့ဟိုမှာမမကိုနှုတ်ဆက်လိုက်အောင်။ဒေါ်ရင်ကအယုတ်ကိုထောင်လိုက်ပြီးဆွေဦးဘက်ကိုလှည့်ပြနေတယ်။အယုတ်ကလေးကတော့မျက်နှာပြင်တစ်ခုလုံးနီးပုတ်အယောင်များပြီးကျန်နေတယ်။ဒါတွေကိုကြည့်ပြီးတော့ဆွေဦးရင်ထဲမှာတုန်လှုပ်သွားတယ်။မမကိုပြပြရအောင်မယ်အပြင်မှာလေကလေးဖက်နေသူတွေရောက်နေကြတယ်တဲ့။ဟင်ဘယ်လိုလုပ်ကြမလဲ။ဒေါ်ရင်ကအလဲတကြားဖြစ်ပြီးတော့အယုတ်ကိုတင်းကျပ်စွာဖွင့်ရင်းနဲ့ဟိုတီပြီးရှာနေတယ်။အဲ့ဒါကြောင့်မမတို့ထွက်လို့မရသေးဘူးသိလား။တမီးအချင်းကြီးကြည့်ပြီးမှရမရလားပြောမယ်နော်။မထွက်ဘူးမသွားတော့ကြောက်တယ်။ပြောလေပြောအခန်းထဲဝင်ကပုံနေတဲ့မိခင်ကိုကြည့်ရင်းနဲ့ဆွေဦးလည်းအခုမှပဲတက်ပြင်းချနိုင်တော့တယ်။ကိုဘချစ်တဲ့မိခင်ဖြစ်သူကိုမတွေ့စေလို့ပဲမိခင်ကပြောမှုမဟုတ်တော့လေမလုံးမလဲထွက်ပြေးတဲ့တဖြစ်အကုန်ပေါ်ရတော့မယ်။ဒီလိုဆိုရင်အမှုတွေဟောင်းနေပါတတိတတန်းကြီးလိုက်ပါလာမိမှာမလွယ်ဘူး။ဆွေဦးတို့အိမ်ကတိုက်ခံပြင်အောင်အင်ကြီးတအုပ်ဖြစ်ပြီးတော့သားမိနှစ်ယောက်တည်းနေတာ။စိတ်ကြမ်းမာရေးမကောင်းတဲ့မိခင်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေရတဲ့ဖြင့်ဆွေဦးကတော့အပြင်အလုပ်ဘာတစ်ခုမှမလုပ်နိုင်ဘူး။ဈေးထဲမှာနှက်ခမ်းလွှဲဆိုင်ငန်းကြီးတစ်ခန်းကိုတလလင်တသိန်းခွဲနဲ့ငှားထားတဲ့ဆိုင်ငန်းတစ်ခန်းသာရှိတယ်။ဒီဆိုင်ငန်းကရတဲ့ငွေလေးနဲ့ပဲသားမိနှစ်ယောက်ကချွေတာသုံးရင်းနဲ့ရက်တီနေထိုင်နေရတာ။ဒီငွေကလွှဲပြီးတော့အခြားဝင်ငွေလည်းသူတို့သားမိနှစ်ယောက်မှမရှိကြဘူး။ဆွေဦးကတော့တခါတရံမှာသူ့ရဲ့ဘဝကိုစိတ်ပြည့်နေမိတတ်တယ်။မိုးလေးမိုးချုံစိတ်ပြည့်နေတဲ့မိခင်နဲ့အတူတရက်ပြီးတရက်အချိန်ကုန်သွားခဲ့ရတဲ့အတွက်ကြောင့်ပဲ။အခြားသူတွေလိုပဲအပြင်ကိုစိတ်လို့ကိုလို့မသွားခဲ့ဘူး။ဈေးကလေးပြေးခြင်းနဲ့ဆိုရင်တော့မိခင်ဖြစ်သူတော်ရင်ကိုလက်ချိတ်ပြီးခေါ်သွားရတယ်။အိမ်မှာတယောက်တည်းထားခဲ့ရင်လည်းသူ့လို့ချင်ရရှောက်လုံနေတတ်တယ်။နောက်ခြေဦးတရားပါထွက်သွားတတ်တဲ့အတွက်ကြောင့်ထားခဲ့ရင်မရပဲခေါ်သွားခဲ့ရတဲ့ဖြစ်တယ်။ဒီလိုမျက်စိအောက်ကအပြောင်မခံပဲလိုက်ကြည့်နေတဲ့ကြားကပဲမင်းညတရင်လို့လာစင်မှာမိခင်ကိုမတွေ့ရတဲ့ဖြင့်လိုက်ရှာရတော့တယ်။အောက်ထပ်မိဘကန်တွေကအတန်ကြားပြီးစဉ်းကြည့်လိုက်တဲ့အခါမှာတော့အင်ကျက်နှစ်ကောင်နဲ့အလုံးရှုပ်နေတဲ့ဒေါ်ရင်ကိုတွေ့လိုက်ရတယ်။ကျက်နှစ်ကောင်ကတော့တိမ်နေပြီ။ရေပုံးနဲ့ရေလေးထက်ကကျက်ကိုနှစ်လိုက်ပြီးအမွှေးနှုတ်ရင်သူမကိုမော့ကြည့်လာတယ်။မမထက်လုံနေပြန်ပြီလား။ဒေါ်ရင်ကတော့ဘာမှမပြောဘဲနဲ့ကျက်အမွှေးကိုဆက်နှုတ်နေတယ်။အမွှေးရည်တွေကပြုတ်ထွက်သွားပြီးကျက်အီရီကုံပေါ်မှာရှိတဲ့တိုစီအမွှေးကလေးကတ်နေနေတာကိုအကြည့်ရဆိုးပဲဆိုပြီးတော့ဆွဦးတွေးနေမိတယ်။မမဆွဦးကလေးပြန်ခတ်တိုးဖြစ်ခေါ်ရင်းနဲ့မေးလိုက်တယ်။ဘယ်ကရလာတာလဲ။ဒေါ်ရင်ကတော့မျက်စောင်းတစ်ချက်ခဲပြီးတော့မော့ကြည့်ရင်ဖြေးလာတယ်။ဘာချစ်အိမ်ကပေါ့ဆွဦးမျိုးလုံးပြုတ်ပြီးတော့ရင်ထဲမှာလည်းထိတ်လန့်သွားရတယ်။ကိုဘချစ်နဲ့မနုဆိုတာကရဲကြုံရကြောအာချမ်းရှာချင်းစိတ်ရေးတိုင်းထွာတတ်တဲ့လင်မယားတွေမဟုတ်လား။ကိုဘချစ်ကသူ့အိမ်ကကျက်မြက်ဝက်ကိုမွေးပြီးတော့ဈေးကောင်းရရင်ရောက်နေမနုကတော့ကိုဘချစ်ဖော်ပြီးတဲ့ဝက်သားတွေတွေကိုအသားတွေတွဲပြီးတော့အရက်တကာလှည့်ရောက်နေခုနှစ်ရက်တစ်စိတ်တက်မှတ်ပြီးတော့အကျွေးချပေးတတ်သေးတယ်။ဒီနေ့အကျွေးယူပြီးနောက်တစ်ပတ်မှအကျွေးရလာကောက်တတ်တာ။ဒီလိုမပေးဘဲနေတတ်တယ်ဆိုရင်တော့နှုတ်ကနေပြီးတော့ဆဲရေးကြော်တာပဲ။ဒါလည်းမကသေးဘူးမနုကသူ့မကြည့်နဲ့ရင်ကိုဘချစ်ကိုပါစစ်ကိုခေါ်တတ်သေးတယ်။ကိုဘချစ်ပါလာရင်တော့မလွယ်တော့ဘူး။အကျွေးမပေးတဲ့အိမ်ကချန်စီရုပ်အကန်ခံရရင်ကြရဒါမှမဟုတ်လို့ရှိရင်တော့တန်ရာတန်ချင်းဝင်းကျင်ရှိတဲ့ပစ္စည်းကောက်ယူသိမ်းသွားခံရတော့တာပဲ
ဒီလိုမရရဲ့ကြက်ကူမှခိုးလာရသလားလို့ဆွေဆွေဦးကစိတ်ပြက်အာရုံသွားတော့တယ်ကြက်ဖိုးသွားပေးလိုက်ရင်လည်းမဖြစ်ရခင်ကကြက်ပြောက်ဖူသူတွေကကြားသိသွားပြီးတော့မိခင်ကိုကြက်တခိုးလို့ရန်ရှာကြလေဦးမယ်မတန်တဆလည်းအယောထက်တောင်းနေကြအောင်မယ်ဆိုင်ကားကလေးနဲ့အင်းစိရိမိခင်စိရိနဲ့မလဲနောက်ကအောင်သုံးနေရတဲ့သူမအတွက်တော့ဒီကြက်နှကောင်မိုးကိုပေးလိုက်ရင်လည်းအရှိကြည့်နေရတဲ့ဖြင့်ရေုံနှုတ်ပိတ်တာနေရတော့မယ်လို့ဆုံးဖြတ်လိုက်ရတော့တယ်ကြက်ကြော်ကြိုက်တာလည်းမဟုတ်ဘဲနဲ့ဘာလို့သွားယူရတာလဲမမကတော့တမိတော်တော်စိတ်ပြက်နေပြီအဲ့လိုထပ်လို့နေမမကိုထားခဲ့ပြီးတမိထွက်သွားတော့မယ်ဆွဆွေဦးကစိတ်ပြက်လက်ပြက်နဲ့မိတွင်တောက်တီးလိုက်တဲ့အခါမှာတော့ဒေါ်ရင်ကတနာစပွဲနဲ့နန်းလေးနဲ့ကြည်နေရှာတယ်ဆွဆွေဦးကတော့တက်ပြင်းနေအတွင်းနဲ့ချပြီးတော့ခြေရလက်ရဖြတ်ဖို့လိုက်ပင်းရတော့တယ်အေးဝင်ကခြံတကားဝါနဲ့လမ်းမြင်တိုင်းဒီမှာကြက်မွေးတပင်တလေးများပဲမရှိသေးရင်သူဂရုတစိုက်နဲ့ကြည်ရှာရတော့တယ်လမ်းမေးတမီတလဲနဲ့ရိုင်လိုက်ရှာတဲ့အခါမှာတော့အမွှေးနေရည်တွေကိုတွေ့ရတဲ့ဖြစ်ကောက်လာခဲ့တယ်အဲဒီနောက်မိဖို့ဘန်းနဲ့ပြန်ရောက်တဲ့အခါဒေါ်ရင်ကိုမတွေ့ရတော့ပြန်ကျဲနေတဲ့ကြက်အမွှေးတွေနဲ့ရေစက်တွေကိုသာကျဲမြေပေါ်မှာကျဲနေတာကိုတွေ့ရတယ်တိန်တန်တိန်တုတ်တန်တုံနဲ့အချိန်တော်ကြာအလုံးရှုပ်သွားရတယ်အိမ်နဲ့အိမ်မြေအထိနောက်တစ်ကြော့ပြန်လိုက်စစ်ပြီးတော့တက်တွေမတွေ့တော့မှပဲဆွေဆွေဦးကတက်ပြင်းချနိုင်တော့တယ်မမမိခင်ကိုအော်ခေါ်ကြည့်တော့မိခင်ကပြန်ထူးတယ်မကြရအိမ်ပေါ်တက်တွေမှာတော့လမ်းလျှောက်တန်းကြားနေရတယ်ဆွေဆွေဦးလည်းတစုံတစ်ခုကိုတတိရသွားတယ်ဒီလိုညာမျိုးကိုစောင့်နေတာမဟုတ်လားရှိတစ်ခေါက်ကလမ်းလျှောက်တန်းနဲ့စကားပြောတဲ့နေကြားခဲ့ရစဉ်ကစဉ်းစားခဲ့ဘူးလေရေရတိတိကျကျမသိခဲ့ရအောင်ဒီအခါတော့အလွတ်မခံနိုင်မတော့ဘူးတိအောင်လုပ်မယ်ဆိုပြီးတော့ခြေတံခတ်ဖွားဖွားနေပြီးလှေကားကနေတက်လာခဲ့လိုက်တယ်အိမ်ငယ်ကမ်းမှာတော့လေးပင်မိချောင်တစ်ချောင်းဖွင့်ထားပြီးတော့လင်းနေတယ်ဆွေဆွေဦးကအတန်လာရာကိုနားဆွေရင်းနဲ့လှေကားတောင်ဆောင်မှာရှိတဲ့အခန်းကိုရှောက်လာလိုက်တယ်အတန်ကဒီအခန်းထဲကလာနေတယ်အခန်းဒီကိုရောက်စင်မှာပဲနားတဲ့အတန်တကတန်ကိုတိတိကျကျကြားလိုက်ရတယ်ဆွေဆွေဦးလည်းမတ်တက်အရက်လိုက်နဲ့ကြက်တီသွားရတော့တယ်ဒီအတန်ကယောက်ျားတစ်ယောက်ရဲ့အတန်အသေးချာပြောရမယ်ဆိုရင်တော့ဖခင်ဖြစ်သူရဲ့အတန်ညလုံးထဲမှာချွေးထွက်လာသည်ဟုထင်မှတ်ရတော့တယ်တကူလုံးလည်းချွေးစည်းတွေကပြန်လာတယ်သူမကိုကပဲနားမလည်နိုင်ပဲဖြစ်နေပြီးတော့ဖြစ်ချင်ဟာဖြစ်ဆိုပြီးတော့ခန်းစည်းကိုဖက်ခနဲ့ဆွဲဖွင့်လိုက်တော့တယ်အခန်းမီမေအောက်မှာတော့မဲမဲတန်တန်တစ်ခုကလှစ်ကနေမျက်စိအောက်ကနေပျောက်သွားပြီးတော့ဆွဆွဦးတခန်းလုံးလိုက်ရှာကြည့်ရလဲမတွေ့ရတော့ဘူးမမအဲ့ဒါဘာလဲဒေါ်ကြီးရင်ကတော့သူမကိုအသက်မပါသလိုငေးမောကြည့်နေမမဘာလဲလို့တိုးတိုးပြောလေသမီးရဲ့သားငယ်လေးထမင်းစားနေတာဒီလိုပြောပြီးတော့ဒေါ်ကြီးရင်ကထိုင်ရန်ကနေဘေးကိုပြုံရင်ခေါင်းငုံကြည့်နေတယ်ဒီနေရာကိုဆွဆွဦးလှမ်းကြည့်လိုက်တယ်သကောပေါ်ထဲထားတဲ့ကြက်တကောင်နဲ့အဝတ်နဲ့ချုပ်ထားတဲ့အယုံမှလွဲပြီးတော့ဘာမှမရှိဘူးအဲ့ဒီနဘေးမှာတော့နောက်ထပ်သကောတစ်ချက်နဲ့ကြက်တကောင်ဒါတွေသိမှရမယ်ကိုဘချစ်တို့သိသွားရင်မလွယ်ဘူးပြောပြောဆိုဆိုနဲ့ဆွဆွဦးကသကောကိုလှမ်းယူလိုက်တယ်ဒါပေမဲ့သူမစမ်းမိတာကသကောမဟုတ်ဘူးအေးဆက်ဆက်လက်တစ်ဖက်ဖြစ်တယ်ဘာကြီးလဲလက်ကိုပြန်ယူပြီးတော့ကြောက်အားလန့်နဲ့အနောက်ဆုပ်လိုက်တယ်သွားတော့ဒီမှာလာမရှုံနဲ့ဒေါ်ကြီးရင်ကတော့စိတ်မကြည်သွားနဲ့ပြောရင်ဆွဆွဦးကိုအခန်းကြီးကိုတိုးထုတ်လိုက်ပြီးတော့အခန်းတကားကိုအထက်ကနေပိတ်လိုက်တယ်ဆွဆွဦးကတော့အပြင်ဘက်ကနေတဒုံဒုံထူရင်းနဲ့ဖွင့်ပေးဖို့ပြောနေတော့တယ်ဒါပေမဲ့တကားကဖွင့်မပေးဘူးမမအဲ့လိုမလုံးနဲ့လीဖွင့်မှာအချိန်တော်တန်ကြာသေးသေးဖွင့်မလာတာကြောင့်အခန်းရှိမှာပဲငုတ်တုတ်ထိုင်ပြီးတော့စောင့်နေလိုက်တယ်အခန်းထဲမှာတော့ထမင်းစားနေတဲ့အတန်တွေကိုကြားနေရတယ်ဆွဆွဦးကမျက်ရည်များစို့တက်လာပြီးဘာကိုဝမ်းနေလို့ဝမ်းနေမှမသိပဲနဲ့အော်ဟစ်ပြီးတော့ငိုချပစ်လိုက်ချင်တော့တယ်လွန်ခဲ့တဲ့3နှစ်အကျော်ကသူမတို့အိမ်မှာဒီလိုအုံမိုင်းမနေပဲကလူကြီးစဲတန်းနေရေမောတန်နေနဲ့တောက်ပနေခဲ့တဲ့အချိန်ကံကြမ္မာကတော့သူတို့မိသားစုလေးအေးချမ်းနေတာကိုမလိုလားတဲ့အလားအလှည့်အပြောင်းနေဖန်တီးလာခဲ့တယ်အဲ့ဒီရက်ပိုင်းကအိမ်ကြီးချင်းကက်ရဲ့အိမ်ကအုတ်တိုင်းပြုတ်လောက်ကြတာမှာရခင်ကခြံစည်းရိုးတွေဖြစ်တဲ့အတွက်ပိုင်းခြားထားစရာစကားပြောစရာမရှိကြပါဘူးဒီခါမှာတော့ဆွဆွဦးတို့အိမ်ဘက်မြေနှစ်ပေခန့်အရွက်ခံရတယ်လို့ဖြစ်သွားခဲ့ရတယ်အဲ့ဒီအရာကိုညင်းကြကုန်ကြရင်းနဲ့ဒုတ်ဆွဲတားဆွဲအခြေအနေတို့ဆိုက်ရောက်သွားကြတယ်တစ်ဖက်အိမ်ကတော့အားကောင်းမောင်းတန်သားယောက်ျားလေးကြီးပဲ4ယောက်ဆွဆွဦးတို့အိမ်ကတော့သူမရဲ့အဖေဖြစ်သူဦးသာအောင်နဲ့မောင်ဖြစ်သူကျော်ဝင်းတန်သာရှိတယ်မောင်ဖြစ်သူဆိုတာကလည်းမဟုတ်မခံဆက်ဆက်ထိမခံလေဒါပေမဲ့လူကောင်ကလည်းတိတ်မထွားအသက်ကလည်း18နှစ်သားပဲရှိသေးတယ်တွင်ကြိုးချမ်းကလေးဖြစ်လာပြီးတော့သပင်တွေလည်းထောင်းလာတယ်ဘလို့ကြောက်စိန်ညူမှမသိတဲ့ကြောက်စိန်ကြီးကကြီးဆိုးလို့လာနေတယ်ဒါပေမဲ့ကြာမတွေးနိုင်တော့ဘူးမနဲ့မလင်းငင်လက်စာရှင်ရမယ်လို့ဆိုရတယ်ဇကောနှစ်ချက်ကိုထပ်လိုက်ပြီးတော့အခန်းအပြင်ကိုယူထွက်လာခဲ့တယ်နောက်တော့အဝိစုပ်ကိုယူကကျမ်းမြင်ကိုပြောင်းအောင်တုပ်လိုက်တယ်သွေးဆက်တွေနဲ့ရေးဆက်တွေကတော့အဝိစုပ်ထဲစိတ်ဝင်သွားပြီးတော့ကျမ်းမြင်ကြီးကဝန်းလက်လာတော့တယ်ဒီအခါမှပဲစိတ်ချသွားရပြီးမိခင်ကိုအတင်းနှိုးရတော့တယ်အခန်းထဲကိုအတင်းခေါ်တဲ့အခါမှာတော့ဒေါ်ရင်ကအယုတ်လေးကိုလှမ်းဆွဲလိုက်ရင်းနဲ့လိုက်ပါလာတယ်ဒီရုပ်ကိုရခင်ကဆွေဆွေဦးကတော့မကြောက်ဘူးဒါပေမဲ့ဒီညမှာတော့စိတ်ထဲတစ်မျိုးဖြစ်နေမိတယ်
အခန်းထဲတိတ်ပင်းနဲ့အယုတ်ကိုယူကြည့်လိုက်တယ်အယုတ်မျက်နှာပြင်တစ်ခုလုံးမှာတော့ကြက်သွေးတွေပေးကျဲနေတာကိုတွေ့လိုက်ရတာကြောင့်ကြောက်အားလန့်အားနဲ့ပြင်ချလိုက်တော့တယ်အယုတ်ယူသွားတဲ့အတွက်ကြောင့်ဒေါ်အေးရင်ကအိတ်နေရင်ကနေစိတ်ဆိုးပြီးတော့လှန့်ငေါလိုက်တယ်ပြီးတဲ့အခါမှာတော့အဲ့ဒီအယုတ်ကိုပြန်ယူပြီးတော့ဖက်ခါအိတ်ပြောသွားတော့တယ်ဆွေဆွေဦးကတော့ယုံကြည်ရခက်တဲ့အရာတွေဖြစ်ပေါ်နေရခြင်းအတွက်တွေးမရအောင်ဖြစ်နေမိတယ်သကောနှစ်ချက်ကိုအောက်ဆင်ယူပြီးတော့ရေစင်စအောင်ဆေးကြောပြီးထောင်ပြီးအချောက်ခံထားလိုက်တယ်အဲ့ဒီနောက်မှာတော့ဆေးစရာတစ်ခုကျန်နေသေးတယ်ကိုသူမှတွေးမိလိုက်တယ်မတက်နိုင်ဘူးမလုပ်ပလဲမဖြစ်တော့ဘူးယူရတော့မှာပဲအိတ်ခမ်းထဲကိုတဖန်ပြန်ဝင်လာပြီးတော့ဒေါ်အေးရင်ရဲ့ဖက်အိတ်နေတဲ့အယုတ်ကိုအသာယူလိုက်ပြီးအိမ်ရောက်တော့ဆင်းယူလာကဘေးမှာချထားတဲ့စလုံးထဲမှာရေးဖြည့်နေတယ်စက်ပြာမောင်ယူပြီးအယုတ်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့အယုတ်မရှိတော့ဘူးဆွေဆွေဦးကမိမိအမြင်မှားနေတာလားဆိုပြီးတော့တွေးရင်းနဲ့အိမ်ရောက်ထက်အနံလိုက်ရှာနေတော့တယ်အယုတ်ကိုမတွေ့ရအယုတ်ပြောက်ပြီးတော့မဖြစ်တော့ဘူးပျောက်သွားရင်တော့မိခင်ကတောင်းမြန်းမှာကိုတိနေရကြောင်းစိတ်အပူကြီးပူသွားမိတော့တယ်ဒီမှာတေချာတာပါဒုက္ခပါပဲနောက်ဆုံးရှာမတွေ့ရတာကြောင့်လက်လျှော်ပြီးတော့အိမ်ပေါ်ပြန်တက်လာခဲ့တော့တယ်အခန်းထဲဝင်လိုက်တာနဲ့မိခင်ဖြစ်သူဖက်အိမ်ကြီးရဲ့အယုတ်ကိုတွေ့ရတဲ့အခါမှာတော့အလွန်ထိတ်လန့်သွားပြီးတော့အော်လိုက်မိတော့တယ်မဖြစ်နိုင်တာသူ့မကောင်းကိုတော့ဘယ်ညာရမ်းပြီးတော့မယုံနိုင်ခြင်းကြီးစွာနဲ့ဖြစ်နေတယ်ဇဝီဇဝါလည်းဖြစ်နေတတ်တယ်ငါပဲမယူသွားမိရလားတုံရင်နေတဲ့လက်နဲ့အယုံနာတိုးကပ်သွားလိုက်ပြီးတော့ကြောက်နေတဲ့မျက်လုံးအစုံကိုမှိတ်ထားလိုက်တယ်မမသူမထိတ်လန့်ပြီးတော့အော်ပေးလိုက်ပြန်တယ်လက်ကိုအမြန်ပြန်ယုပ်ပြီးတော့မျက်လုံးဖွင့်ကြည့်လိုက်တယ်ဒေါ်ကြီးရင်ကတော့ဘာတွေဖြစ်နေလဲဆိုတာကိုသိဟန်မတူဘဲနဲ့အိမ်မောကြနေတယ်ဆွေဆွေဦးကတော့မျက်လုံးအဖွင့်လိုက်အယုတ်ကိုပြန်ဆန်းကြည့်တယ်မထူးကြဘူးအယုတ်ကအယုတ်ဖြစ်နေတယ်မဟုတ်သေးဘူးနောက်ထပ်တစ်ခါလက်ကိုပြန်ယုပ်ပြီးတော့မျက်လုံးအစုံမှိတ်ကဆန်းလိုက်တယ်အာအခန်းအပြင်ကိုထွက်ပြီးတော့ပြေးလာမိတယ်သူဆန်းမိတာကအေးဆက်ဆက်လက်တစ်ဖက်ဘလို့မှမဖြစ်နိုင်ဘူးရုပ်တည်မရှိဘူးသူမကိုသူမလည်းယူနေလို့လားလို့ပဲထင်မိတော့တယ်အခန်းထဲကိုပြန်ပြီးတော့မဝင်မရဲနဲ့အပြန်ဘက်၌လက်နှစ်ဖက်ကိုပခုံးပုတ်ပြီးတော့ဒနာမငြိမ်ဖြစ်နေတယ်မဖြစ်နိုင်တာမဖြစ်နိုင်ဘူးဒီလိုတွေးနေမှာပဲသူမရဲ့အနောက်ကနေလူတစ်ယောက်လာရတယ်လို့ခံစားလိုက်ရတာကြောင့်အနောက်ကိုအမြန်လှည့်ကြည့်လိုက်တယ်ဘယ်သူမှမရှိတဲ့ဖြင့်စိတ်သက်သာရတော့အနှဲငယ်ရသွားတယ်ဒါပေမဲ့ပြန်လှည့်လာရင်တော့အနောက်မှာရှိနေမှလည်းခံစားမိနေပြန်တယ်ဒါကြောင့်နှကန်းကတိုးတိုးလေးရွတ်လိုက်တယ်ကျုံဝင်းတန်လားပလားသူမအတန်ကတိတ်ဆိတ်နေတဲ့အင်ကြီးထဲမှာပဲပဲ့တင်ထက်လာတယ်ဒါပေမဲ့ပြန်ပြေးတဲ့တော့မကြားခဲ့ရအောင်ဆွေဆွေဦးကအပြင်ဘက်လည်းမနေရင်အခန်းထဲလည်းမနေရတာကြောင့်ဘယ်လိုလုပ်ရမလဲမသိဖြစ်နေတယ်ဒါပေမဲ့လည်းတယောက်တည်းနေရတဲ့ဆိုင်တော့မိခင်ဘေးမှာရှိနေတာကပိုကောင်းနေဆိုပြီးတော့အခန်းထဲကိုပဲမဝင်မရင်းနဲ့ဝင်လာခဲ့ရတော့တယ်တော်ရင်ရင်မင်းကိုအသာဝင်အင်းနဲ့စိတ်ချောက်ချနေမိရတော့အမှန်အိုးဘာကြောက်စရာရှိလဲတကယ်ဟုတ်နေရင်လည်းပနဲ့မောင်းလေးပဲဒီလိုတွေးလိုက်ပြီးတော့ကြောက်စိတ်ကအနှဲငယ်တက်တာလာခဲ့အဲ့နောက်တောင်တင်းမြောက်တွေးနေပဲမိခင်နဲ့ခဏအိပ်ပျော်သွားတော့တယ်ဘဲကကလေးကဝအုတ်ကြားမျက်ပေါက်တောင်းစားနေမှမသိပါဘူးတော့စားတယ်လူတွေသဘောနေကြပါစေအစိတ်ဖြစ်ပါစေအော်ကြီးဟစ်ကျင်နဲ့ပြောဆိုနေတဲ့အတန်ကြောင့်အိယာကလူးလဲထားလိုက်တယ်မိခင်ဖြစ်သူကိုကြည့်လိုက်တဲ့အခါမှာတော့မရှိတော့ဘူးကြပြထိုင်းနဲ့အခန်းထဲကထွက်လာတဲ့အခါမှာတော့တစ်ဖက်ခန်းမှာတော်ရင်ကလေးချော့တိမ်နေတဲ့အတန်ကိုကြားလိုက်ရတာကြောင့်စိတ်အေးသွားခဲ့ရတော့တယ်အောက်ထပ်ကိုအမြန်ပြေးဆင်းလိုက်ပြီးတော့အိမ်တကားကိုခက်ဟာဖွင့်ရင်းနဲ့အတန်တွေကိုနားဆင်လိုက်တယ်ဆဲဆိုတဲ့နေကိုလည်းမိုးမုံအောင်ကြားနေရတယ်မိမိုကတော့အပြက်သားစောပြယောက်ျားကြီးဆွေဆွေဦးလည်းကြောက်တန်တရားနဲ့တကားကိုအမြန်ပိတ်လိုက်ရတယ်မိခင်ဖြစ်သူကိုထောက်လန့်ပြီးတော့ပုံနေစေခဲ့ရတယ်ဆွေဆွေဦးရေဟဲ့ဆွေဆွေဦးမနှူရဲ့အတန်လည်းသိရောဆွေဆွေဦးကတော့ဒူးနှစ်ဖက်ကတဆက်ဆက်တုံလာခဲ့တယ်ကြက်အမွှေးများတွေ့သွားတာလားဒါမှမဟုတ်ကြက်တစ်ခုများတိသွားပြီးတော့လားဆိုပြီးတော့လားပေါင်းများစွာနဲ့ပဲအတွေးပေါင်းစုံဝင်လာခဲ့ရတယ်ဒီနေ့တမန်နဲ့ခင်လုံးကလည်းအိမ်တကားကိုပိတ်ပြီးအိမ်ထဲမှာနေသဖြင့်ရိမ့်မိသွားပြီလားလို့လည်းတွေးမိပြန်တယ်ဟုတ်မမနှူရေလာပြီနှုတ်ကနေအော်ရင်းနဲ့တကားကိုပဲတုံတုံရင်နဲ့ဖွင့်ပေးလိုက်ရတယ်အိမ်ရှိမှာတော့ဟင်းဝက်တစ်ခွက်ကင်ပြီးတော့ရက်နေတဲ့မနှူကိုတွေးလိုက်ရတာတော့နားမလည်ဟန်ဖြစ်သွားရတယ်ဘာများဖြစ်လို့လဲရင်မမနှုမပြောချင်ပါဘူးဘယ်သတောင်းစားတွေကငါကြက်နှစ်ကောင်ကိုတက်ပြီးအမွှေးနှုတ်ထားလဲမသိပါဘူးကြက်ပြောက်လို့ရှားလိုက်ရတာအုံအုံကြွက်ကြွက်ပဲဟောတွေ့မဲ့တွေ့တော့လဲကြက်နှစ်ကောင်ကိုလဲလီအမွှေးနှုတ်ပြီးတော့နောက်ဖေးရေကိုင်းစင်အောက်လားထိုးထည့်ထားတယ်တော့ရှင်လူရင်းကပဲနေမှာပေါ့ငါတို့မကြည်နဲ့လို့လောက်တာနေမှာပေါ့ကြက်နှစ်ကောင်ကိုပိုက်ခွဲကြည့်တော့အလက်ကြီးရှိသေးတာနဲ့ကာလာသားချက်ပြီးတော့တအိမ်တစ်ခွက်လိုက်ဝေလိုက်တော့တယ်ရော့သူများခိုးပြီးတက်သွားတယ်ဆိုပေမဲ့ကြက်ကတော့အကောင်းကြီးပါဟဲ့ငါတို့လည်းဒါနဲ့ပဲစားတာစိတ်တန်တယ်နဲ့စားဟုတ်လားဟုတ်ကျေးဇူးတင်ပါတယ်နော်မမတို့တုံရင်နေတဲ့လက်နဲ့ကြက်သားဟင်းပကံကိုလှန်ယူလိုက်ပြီးတော့အိမ်ထဲဝင်ကပကံကိုလှဲကပြန်ပေးလိုက်တယ်ပြန်တွေ့လို့တော်သေးတာပေါ့နော်အေးပေါ့ဟဲ့ပါသွားတာတဲ့စားရင်တော့ကာလာပိုင်းဟင်းစားရတာတော်သေးတာလို့ပြောရမှာပေါ့မတူးလို့အိမ်သွားပေါ်အောင်မလို့သွားပြီဟဲ့ဟုတ်မမတို့ဆွေဆွေဦးကတော့နားမလည်နိုင်ဖြစ်နေတယ်
မနေ့ညကသူ့မြောက်မျက်စိရှိမှပဲမြင်တွေ့ရတဲ့ကြက်နှကောင်ကပျောက်ချင်းမလားပျောက်သွားပြီးတော့မူလပိုင်ရှင်ထံကိုပြန်ရောက်နေတယ်။မိခင်ဖြစ်သူကလည်းသူ့မမျက်စိအောက်မှာတစ်ချိန်လုံးရှိနေတယ်။ဒါဆိုရင်ဒီကြက်နှကောင်ကလမ်းလျှောက်သွားတာလား။မမညကကြက်နှကောင်ဘယ်ရောက်သွားတာလဲဆိုတာသိရမလား။သမီးကိုပြောပြမမဘာဖြစ်ကုန်တာလဲ။ပပဘာဖြစ်လဲ။ဒေါ်အေးရင်ကခေါင်းခါပြနေတယ်။ဒါဆိုကြက်တွေကိုပပပြန်သွားထားတာလား။မသိဘူး။မမကလည်းပြောပြပါစို့။အိုးစိတ်ရှုပ်လိုက်တာ။တွားမမစွေဦးကဒေါသထွက်ပြီးអော်လိုက်တဲ့အခါမှာတော့ဒေါ်အေးရင်ကမျက်လုံးအပြူသားလေးနဲ့ပြန်ကြည့်လာတယ်။ကြက်နှကောင်ယူလာတာဘာလို့လဲ။မမယူလာတာလေ။ဒါဆိုပြန်ပို့တာလဲမမပဲမဟုတ်ဘူးလား။ဒေါ်အေးရင်ကခေါင်းကြီးငုံကနှက်ခမ်းဆူထားတယ်။ပြောပါဆိုသူတို့စားပြီးရနဲ့ပြန်သွားထားလိုက်တာ။မဖြစ်နိုင်တာအခက်တကားရှိမှတမိငုံတို့ထိုင်ဆောင်နေတာလေ။ဘယ်ချိန်သွားထားတာလဲ။ဒေါ်အေးရင်ကမျက်နှာငယ်ကပြန်ကြည့်ရင်းနဲ့ပြောလိုက်တယ်။ငါကွာတောက်ခုတ်တန်းတဲ့သူကြိတ်မလိုက်ခင်မရဒေါသမီဟုံဟုံတောက်လောင်နေတဲ့ကိုပါချစ်ကရှေ့မှာချထားတဲ့ခွေးချေကုံလေးကိုကမ်းပြစ်လိုက်တယ်။ဘဲကကလေးကအုတ်ကြားမြက်ပေါက်တထောင်းစားနေမှမသိပါဘူးတော့။စားတဲ့သူတွေသဘောနဲ့ကြပါစေအစိတ်ဖြစ်ပါစေ။ကိုပါချစ်ရဲ့မိမမန်းလူကလည်းတွတ်ပြောကကျိန်စိမ့်နေတယ်။သူ့အိမ်မှာမွေးထားတဲ့အင်ဂျက်ကလေးကောင်ပျောက်ချင်းမလားပျောက်နေတာကတနေကုန်လေးကြာနေပြီ။မနေ့အစောကလေးကနေနေရနဲ့လိုက်ရှာနေတာကိုအစနာပဲမတွေ့ရဘဲနဲ့အခုချိန်ညနေဆောင်တဲ့အချိန်နဲ့ပဲနေဝင်သွားခဲ့ပြီဖြစ်တယ်။ငါကောင်လေးကိုချက်စားပြကြပြီနေမှာဒါဟိုကောင်လေးလည်းချက်ပဲ။ကြက်သားဟင်းချက်တာတွေ့လို့ကတော့ဘာချစ်တယ်နော်တစ်ချစ်တည်းရှိတယ်။ပြင်းဆိုနဲ့ကိုပါချစ်ထွက်သွားရနောက်ကိုမနုကလိုက်អော်လိုက်တယ်။မိလိုကတော့အပြတ်သားစောပြယောက်ျားကြီးအာကျဲပြုံးနေတဲ့အတန်းကိုဆွေကြားလိုက်တာနဲ့ဇော်ကျူးကြီးပြန်လာခဲ့တယ်။ရှင်ထဲမှာလည်းတတိတ်တွေဖြစ်ပေါ်လာပြီးခြေပြားလက်ပြားတွေကအေးဆက်လာတယ်။ကိုပါချစ်တို့အိမ်ကဆွေဦးတို့အိမ်ရဲ့မျက်စောင်းတို့တအိမ်ကျော်သားဖြစ်ပြီးတော့ဆဲဆိုတန်းလေးကိုအတိုင်းသားကြားနေရတယ်။အိမ်လည်းအမြန်ဝင်အိမ်တကားကိုပိတ်လိုက်ပြီးဒူးကတဆက်တုံနေမိတော့တယ်။သူမကအိမ်ပေါ်တက်ကိုတစ်ချက်မော့ကြည့်ရင်းနဲ့မျက်လုံးကကနာမငိမ့်စွာနဲ့ဟိုရှာတီရှာကြည့်နေတယ်။မနေ့မိုးလင်းကလေးကလက်စလက်နာအကုန်ရှင်းထားပြီးဖြစ်တော့လေစိတ်ကမလုံးတာ။သားလေးကအပြင်သွားချင်လို့လားမမသွားခေါ်လဲမှာပေါ့သားရဲ့။မိခင်ဖြစ်သူတော်ရင်ရဲ့အတန်းကြောင့်ဆွေဦးကခေါင်းနဲ့မိုးချိုးဖြစ်ချခံလိုက်ရတယ်လို့ပဲအလန့်ကြီးလန့်သွားခဲ့ရတယ်။ကြပြားပြည့်တဲကြည့်လိုက်တဲ့အခါမှာတော့မိခင်ကပိတ်စာနဲ့ချုပ်ထားတဲ့အယုတ်ကြီးကိုလာသားကလေးအားချီတယ်လို့ပုတ်ဖက်ထားပြီးတော့အပြင်းသွားဖို့ပြင်းနေတယ်။မမဘယ်တော့မလို့လဲ။သားလေးကအိမ်ထဲမှာပြင်းနေတဲ့အပြင်းသွားလေမလို့လေသမီးရဲ့။ဟိုမှာမမကိုနှုတ်ဆက်လိုက်အောင်။ဒေါ်ရင်ကအယုတ်ကိုထောင်လိုက်ပြီးဆွဆွဦးဘက်ကိုလှည့်ပြနေတယ်။အယုတ်ကလေးကတော့မျက်နှာပြင်တစ်ခုလုံးနီးပုတ်အယောင်များပြီးကျန်နေတယ်။ဒါတွေကိုကြည့်ပြီးတော့ဆွဦးရင်ထဲမှာတုန်လှုပ်သွားတယ်။မမကိုပြောပြရအောင်မယ်။အပြင်မှာလေကလေးဖက်နေသူတွေရောက်နေကြတယ်တဲ့။ဟင်ဘယ်လိုလုပ်ကြမလဲ။ဒေါ်ရင်ကအလဲတကြားဖြစ်ပြီးတော့အယုတ်ကိုတင်းကျပ်စွာဖွင့်ရင်းနဲ့ဟိုဒီပြေးရှာနေတယ်။အဲ့ဒါကြောင့်မမတို့ထွက်လို့မရသေးဘူးသိလား။တမီးအချင်းကြီးကြည့်ပြီးမှရမရလားပြောမယ်နော်။မထွက်ဘူးမသွားတော့ကြောက်တယ်။ပြောလေပြောအခန်းထဲဝင်ကပုံနေတဲ့မိခင်ကိုကြည့်ရင်းနဲ့ဆွဦးလည်းအခုမှပဲတက်ပြင်းချနိုင်တော့တယ်။ကိုဘချစ်တဲ့မိခင်ဖြစ်သူကိုမတွေ့စေလို့ပဲမိခင်ကပြောလို့မဟုတ်တော့လဲမလုံးမလဲထွက်ပြေးတဲ့ဖြင့်အကုန်ပေါ်ရတော့မယ်။ဒီလိုဆိုရင်အမှုတွေဟောင်းနေပါတတိတတန်းကြီးလိုက်ပါလာမိမှာမလွယ်ဘူး။ဆွဦးတို့အိမ်ကတိုက်ခံပြင်အောင်အင်ကြီးတူဖြစ်ပြီးတော့သားမိနှစ်ယောက်တည်းနေတာ။စိတ်ကြမ်းမာရေးမကောင်းတဲ့မိခင်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေရတဲ့ဖြင့်ဆွဦးကတော့အပြင်အလုပ်ဘာတစ်ခုမှမလုပ်နိုင်ဘူး။ဈေးထဲမှာနှက်ခမ်းလွဲဆိုင်ငန်းကြီးတစ်ခန်းကိုတလလင်းတသိန်းခွဲနဲ့ငှားထားတဲ့ဆိုင်ငယ်တစ်ခန်းသာရှိတယ်။ဒီဆိုင်ငယ်ကရတဲ့ငွေလေးနဲ့ပဲသားမိနှစ်ယောက်ကချွေတာသုံးရင်းနဲ့ရက်တီနေထိုင်နေရတာ။ဒီငွေကလွှဲပြီးတော့အခြားဝင်ငွေလည်းသူတို့သားမိနှစ်ယောက်မှမရှိကြဘူး။ဆွဦးကတော့တခါတရံမှာသူ့ရဲ့ဘဝကိုစိတ်ပြည့်နေမိတတ်တယ်။မိုးလေးမိုးချုံစိတ်ပြည့်နေတဲ့မိခင်နဲ့အတူတရက်ပြီးတရက်အချိန်ကုန်သွားခဲ့ရတဲ့အတွက်ကြောင့်ပဲ။အခြားသူတွေလိုပဲအပြင်ကိုစိတ်လို့ကိုလို့မသွားခဲ့ဘူး။ဈေးကလေးပြေးခြင်းနဲ့ဆိုရင်တော့မိခင်ဖြစ်သူတို့ရင်ကိုလက်ချိတ်ပြီးခေါ်သွားရတယ်။အိမ်မှာတယောက်တည်းထားခဲ့ရင်လည်းသူ့လို့ချင်ရရှောက်လုံနေတတ်တယ်။နောက်ခြေဦးတရားပါထွက်သွားတတ်တဲ့အတွက်ကြောင့်ထားခဲ့ရင်မရပဲခေါ်သွားခဲ့ရတဲ့ဖြစ်တယ်။ဒီလိုမျက်စိအောက်ကအပြောင်မခံပဲလိုက်ကြည့်နေတဲ့ကြားကပဲမင်းညတရင်နိုးလာစဉ်မှာမိခင်ကိုမတွေ့ရသဖြင့်လိုက်ရှာရတော့တယ်။အောက်ထပ်မိဘကန်နဲ့အတန်ကြားပြီးစင့်ကြည့်လိုက်တဲ့အခါမှာတော့အင်ကျက်နှစ်ကောင်နဲ့အလုံးရှုပ်နေတဲ့ဒေါ်ရင်ကိုတွေ့လိုက်ရတယ်။ကျက်နှစ်ကောင်ကတော့တိတ်နေပြီ။ရေပုံးနဲ့ရေလေးထက်ကကျက်ကိုနှိပ်လိုက်ပြီးအမွှေးနှုံရင်သူ့မကိုမော့ကြည့်လာတယ်။မမထက်လုံနေပြန်ပြီလား။ဒေါ်ရင်ကတော့ဘာမှမပြောဘဲနဲ့ကျက်အမွှေးကိုဆက်နှုံနေတယ်။အမွှေးရည်တွေကပြုတ်ထွက်သွားပြီးကျက်အီရီကုံပေါ်မှာရှိတဲ့တိုစီအမွှေးကလေးကက်နေနေတာကိုအကြည့်ရဆိုးပဲဆိုပြီးတော့ဆွဆွတွေးနေမိတယ်။မမ
ဆွဆွေဦးကလေတံခတ်တိုးတိုးဖြစ်ခေါ်ရင်းနဲ့မေးလိုက်တယ်ဘယ်ကရလာတာလဲဒေါ်ရင်းကတော့မျက်စောင်းတစ်ချက်ခဲပြီးတော့မော့ကြည့်ရင်ဖြေးလာတယ်ဘာချစ်အိမ်ကပေါ့ဆွဆွေဦးမျိုးလုံးပြုတ်ပြီးတော့ရင်ထဲမှာလည်းထိတ်လန့်သွားရတယ်ကိုဘာချစ်နဲ့မနူဆိုတာကရဲကြုံရကြအာချမ်းရှာချင်းစိတ်ရေးတိုင်းထွာတတ်တဲ့လင်မယားတွေမဟုတ်လားကိုဘာချစ်ကသူ့အိမ်ကကြက်မြဝက်ကိုမွေးပြီးတော့ဈေးကောင်းရရင်ရောင်းနေမနူကတော့ကိုဘာချစ်ဖော်ပေးတဲ့ဝက်သားတွဲတွေကိုအသားတွေတွဲပြီးတော့အရက်တကာလှည့်ရောင်းနေ9ရက်တစ်စီးတတ်မှတ်ပြီးတော့အကျွေးချပေးတတ်သေးတယ်ဒီနေ့အကျွေးယူပြီးနောက်တစ်ပတ်မှအကျွေးရလာကောက်တတ်တာဒီလိုမပေးဘဲနေတတ်တယ်ဆိုရင်တော့နှုတ်ကနေပြီးတော့စိတ်ရေးကြော်တာပဲဒါတွေမကသေးဘူးမနူကသူ့မကြည့်နဲ့ရင်ကိုဘာချစ်ကိုပါစစ်ကိုခေါ်တတ်သေးတယ်ကိုဘာချစ်ပါလာရင်တော့မလွယ်တော့ဘူးအကျွေးမပေးတဲ့အိမ်ကခြံစည်းရိုးအကန်ခံရရင်ကြရဒါမှမဟုတ်လို့ရှိရင်တော့တန်ရာတန်ချင်းဝင်းကျင်ရှိတဲ့ပစ္စည်းကောက်ယူသိမ်းသွားခံရတော့တာပဲဒီလိုမျိုးရဲ့ကြက်ကူမှခိုးလာရသလားလို့ဆွေဆွေဦးကစိတ်ပြက်အာရုံသွားတော့တယ်ကြက်ဖိုးသွားပေးလိုက်ရင်လည်းမဖြစ်ရခင်ကကြက်ပြောက်ဖူသူတွေကကြားသိသွားပြီးတော့မိခင်ကိုကြက်တခိုးလို့ရန်ရှားကြလေအောင်မယ်မတန်တဆလည်းအယောထက်တောင်းနေကြအောင်မယ်ဆိုင်ကားလေးနဲ့အိမ်စိရိတ်မိခင်စိရိတ်နဲ့မလဲနောက်ကအောင်သုံးနေရတဲ့သူမအတွက်တော့ဒီကြက်နှကောင်မိုးကိုပေးလိုက်ရင်လည်းအရှိကြည့်နေရတဲ့ဖြစ်ရေဝင်နှုတ်ပိတ်တာနေရတော့မယ်လို့ဆုံးဖြတ်လိုက်ရတော့တယ်ကြက်ကြော်ကြိုက်တာလည်းမဟုတ်ဖ ೇನೆ ဘာလို့သွားယူရတာလဲမမကတော့တမိတော်တော်စိတ်ပြက်နေပြီအဲ့လိုထပ်လို့နေရင်မမကိုထားခဲ့ပြီးတမိထွက်သွားတော့မယ်ဆွဆွေဦးကစိတ်ပြက်လက်ပြက်နဲ့မိတွန်တောက်တီးလိုက်တဲ့အခါမှာတော့ဒေါ်ရင်းကတနာစပွဲနဲ့နန်းလေးနဲ့ကြည်နေရှာတယ်ဆွဆွေဦးကတော့တက်ပြင်းတွေအတွင်းနဲ့ချပြီးတော့ခြေရလက်ရဖြတ်ဖို့လိုက်ပေးရတော့တယ်အေးဝင်ကခြံတကားမှနဲ့လမ်းမြင်တိုင်းဒီမှာကြက်မွေးတပင်တလင်းများပဲမရှိသေးရင်သူဂရုတစိုက်နဲ့ကြည်ရှာရတော့တယ်လမ်းမေးတမီတလဲနဲ့ရိုင်လိုက်ရှာတဲ့အခါမှာတော့အမွေနေရည်တွေကိုတွေ့ရတဲ့ဖြစ်ကောက်လာခဲ့တယ်အဲဒီနောက်မိဖို့ကနဲ့ပြန်ရောက်တဲ့အခါဒေါ်ရင်းကိုမတွေ့ရတော့ပြန်ကျဲနေတဲ့ကြက်အမွေတွေနဲ့ရေစက်တွေကိုသာကျဲမြင်ပေါ်မှာကျဲနေတာကိုတွေ့ရတယ်တိန်တန်တိန်တုတ်တန်တုံနဲ့အချိန်တော်ကြာအလုံးရှုပ်သွားရတယ်အိမ်နဲ့အိမ်မြေအထိနောက်တစ်ကြော့ပြန်လိုက်စစ်ပြီးတော့တက်သေးမတွေ့တော့မှပဲဆွေဆွေဦးကတပြင်းချနိုင်တော့တယ်မမမိခင်ကိုအော်ခေါ်ကြည့်တော့မိခင်ကပြန်ထူးတယ်မကြားရအိမ်ပေါ်တက်တွေမှာတော့လမ်းလျှောက်တန်းကြားနေရတယ်ဆွေဆွေဦးလည်းတစုံတစ်ခုကိုတတိရသွားတယ်ဒီလိုများမျိုးကိုစောင့်နေတာမဟုတ်လားရှေ့တစ်ခေါက်ကလမ်းလျှောက်တန်းနဲ့စကားပြောတန်းတွေကြားခဲ့ရစဉ်ကစဉ်းစားခဲ့ပူတယ်ရေရတိတိကျကျမသိခဲ့ရအောင်ဒီအခါတော့အလွတ်မခံနိုင်မတော့ဘူးသိအောင်လုပ်မယ်ဆိုပြီးတော့ခြေတံခတ်ဖွားဖွားနေပြီးလှေကားကနေတက်လာခဲ့လိုက်တယ်အိမ်လယ်ကမ်းမှာတော့လေးပင်မိချောင်တစ်ချောင်းဖွင့်ထားပြီးတော့လင်းနေတယ်ဆွေဆွေဦးကအတန်လာရာကိုနားဆွေရင်းနဲ့လှေကားတောင်စုံမှာရှိတဲ့အခန်းကိုရှောက်လာလိုက်တယ်အတန်ကဒီအခန်းထဲကလာနေတယ်အခန်းဒီကိုရောက်စင်မှာပဲနားတဲ့အတန်တကတန်ကိုတိတိကျကျကြားလိုက်ရတယ်ဆွေဆွေဦးလည်းမတ်တက်အရက်လိုက်နဲ့ကြက်တီတီသွားရတော့တယ်ဒီအတန်ကယောက်ျားတစ်ယောက်ရဲ့အတန်အသေးချာပြောရမယ်ဆိုရင်တော့ဖခင်ဖြစ်သူရဲ့အတန်ညလုံးသွင်းမှာချွေးထွက်လာသည်ဟုထင်မှတ်ရတော့တယ်တကူလုံးနဲ့ချွေးစည်းတွေကပြန်လာတယ်သူမကိုကပဲနားမလည်နိုင်ပဲဖြစ်နေပြီးတော့ဖြစ်ချင်တာဖြစ်ဆိုပြီးတော့ခန်းစည်းကိုဖက်ခနဲ့ဆွဲဖွင့်လိုက်တော့တယ်အခန်းကြီးမေအောက်မှာတော့မဲမဲတန်တန်တစ်ခုကလှစ်ကနေမျက်စိအောက်ကနေပျောက်သွားပြီးတော့ဆွဆွဦးတစ်ခန်းလုံးလိုက်ရှာကြည့်ရလဲမတွေ့ရတော့ဘူးမမအဲ့ဒါဘာလဲဒေါ်ကြီးရင်ကတော့သူမကိုအသက်မပါသလိုငေးမိုးကြည့်နေမမဘာလဲလို့တိုးတိုးပြောလေသမီးရဲ့သားငယ်လေးထမင်းစားနေတာဒီလိုပြောပြီးတော့ဒေါ်ကြီးရင်ကထိုင်ရန်ကနေဘေးကိုပြုံရင်ခေါင်းငုံကြည့်နေတယ်ဒီနေရာကိုဆွဆွဦးလှမ်းကြည့်လိုက်တယ်စကောပေါ်ထဲထားတဲ့ကြက်တကောင်နဲ့အဝတ်နဲ့ချုပ်ထားတဲ့အယုံမှလွဲပြီးတော့ဘာမှမရှိဘူးအဲ့ဒီနဘေးမှာတော့နောက်ထပ်စကောတစ်ချက်နဲ့ကြက်တကောင်ဒါတွေသိမှရမယ်ကိုဘချစ်တို့သိသွားရင်မလွယ်ဘူးပြောပြောဆိုဆိုနဲ့ဆွဆွဦးကစကောကိုလှမ်းယူလိုက်တယ်ဒါပေမဲ့သူမစမ်းမိတာကစကောမဟုတ်ဘူးအေးဆက်ဆက်လက်တစ်ဖက်ဖြစ်တယ်ဘာကြီးလဲလက်ကိုပြန်ယူပြီးတော့ကြောက်အားလန့်နဲ့အနောက်ဆုတ်လိုက်တယ်သွားတော့ဒီမှာလာမရှုံနဲ့ဒေါ်ကြီးရင်ကတော့စိတ်မကြည်သွားနဲ့ပြောရင်ဆွဆွဦးကိုအခန်းကြီးကိုတိုးထုတ်လိုက်ပြီးတော့အခန်းတကားကိုအထဲကနေပိတ်လိုက်တယ်ဆွဆွဦးကတော့အပြင်ဘက်ကနေတဒုံဒုံထူရင်းနဲ့ဖွင့်ပေးဖို့ပြောနေတော့တယ်ဒါပေမဲ့တကားကဖွင့်မပေးဘူးမမအဲ့လိုမလုံးနဲ့လीဖွင့်မှာအချိန်တော်တန်ကြာသေးသေးဖွင့်မလာတာကြောင့်အခန်းရှိမှာပဲငုတ်တုတ်ထိုင်ပြီးတော့စောင့်နေလိုက်တယ်အခန်းထဲမှာတော့ထမင်းစားနေတဲ့အတန်တွေကိုကြားနေရတယ်ဆွဆွဦးကမျက်ရည်များစို့တက်လာပြီးဘာကိုဝမ်းနေလို့ဝမ်းနေမှမသိပဲနဲ့အော်ဟစ်ပြီးတော့ငိုချပစ်လိုက်ချင်တော့တယ်လွန်ခဲ့တဲ့3နှစ်အကျော်ကသူမတို့အိမ်မှာဒီလိုအုံမိုင်းမနေပဲကလူကြီးစဲတန်းနေရင်မောတန်နေနဲ့တောက်ပနေခဲ့တဲ့အချိန်ကံကြမ္မာကတော့သူတို့မိသားစုလေးအေးချမ်းနေတာကိုမလိုလားတဲ့အလားအလှည့်အပြောင်းတွေဖန်တီးလာခဲ့တယ်အဲ့ဒီရပိုင်းကအိမ်ကြီးချင်းကက်ရဲ့အိမ်ကအုတ်တိုင်းပြုတ်လောက်ကြတာမှာရခင်ကခြံစည်းရိုးတွေဖြစ်တဲ့အတွက်ပိုင်းခြားထားစရာစကားပြောစရာမရှိကြပါဘူးဒီခါမှာတော့ဆွဆွဦးတို့အိမ်ဘက်မြေနှစ်ပေခန့်အရော့ခံရတယ်လို့ဖြစ်သွားခဲ့ရတယ်အဲ့ဒီအရာကိုငင်းကြကုန်ကြရင်းနဲ့
ဒုတ်ဆွဲတားဆွဲအခြေအနေတို့ဆိုက်ရောက်သွားကြတယ်။တစ်ဖက်အိမ်ကတော့အားကောင်းမောင်းတန်သားယောက်ျားလေးကြီးပဲ၄ယောက်ဆွေဆွေဦးတို့အိမ်ကတော့သူမရဲ့အဖေဖြစ်သူဦးသာအောင်နဲ့မောင်ဖြစ်သူကျော်ဝင်းတန်သာရှိတယ်။မောင်ဖြစ်သူဆိုတာကလည်းမဟုတ်မခံဆက်ဆက်ထိမခံလေ။ဒါပေမဲ့လူကောင်ကလည်းတိတ်မထွားအသက်ကလည်း18နှစ်သားပဲရှိသေးတယ်။သမီးပါပါနဲ့မောင်လေးကဗိုက်ရမ်းစာနေလို့မမသွားယူပြီးတော့ကျွေးလိုက်တာ။သူတို့စားပြီးတော့မမကိုပြောတယ်သမီးငိုးနေတယ်တဲ့။ဟင်သူမအတိတ်ကိုတွေးပြီးငိုနေမဲ့မိခင်ကဘလို့သိနေတယ်လို့စဉ်းစားလို့မရတော့။မမယူလာတာသမီးအစဲခံမှကြောက်လို့သားလေးကိုပြန်ထားခိုင်းလိုက်တာ။ထပ်မမီးနဲ့တော့စိတ်ရှုပ်တယ်။ဒီလိုပြောပြီးတော့မိခင်ဖြစ်သူကအိမ်ပေါ်ပြေးတက်သွားတယ်။ပြေးတက်သွားတဲ့မိခင်ဖြစ်သူကိုကြည့်ပြီးတော့လဲဆွေဆွေဦးနားမလည်နိုင်အောင်ဖြစ်နေရတယ်။မနှုတ်ပို့လာတဲ့ကာလာသားချက်ကိုမြည်လိုက်တော့မှပါပြင်ပေါ်ကိုမျက်ရည်တွေဆိုးရွှဲလာခဲ့တော့တယ်။ကြက်သားကာလာသားဟင်းကလည်းအရက်သားကပေါ့ရွှွတ်ရွှွတ်ကြက်သားတုံးကြီးကလည်းတစ်မျိုးဖြစ်နေတယ်။ဝါးကြည့်ရင်တော့အသားလူကြီးဝါးနေရတယ်လို့ပဲ။ကြက်သားကချိုးမနေပဲနဲ့ဆက်မဝါးနိုင်တော့တာကြောင့်ထမင်းကြံနေတဲ့နေကလမ်းမေးခွေးတွေကိုကျွေးလိုက်ရတော့တယ်။အော်မမဖခင်ဖြစ်သူနဲ့မောင်ဖြစ်သူကိုကျွေးချင်တာကြောင့်ကြက်နှကောင်ကိုခိုးလာခဲ့တယ်။ခိုးပြီးကျွေးပြီးမှသမီးဖြစ်သူအစဲခံရမှာဆိုတာကြောင့်ပြန်သွားထားခဲ့ရတယ်။ထိုးကြက်နှကောင်ကိုဘယ်လိုပဲပုံနေရာတကျပြန်သွားထားတယ်တော့မသိ။ဆွေဦးရင်ထဲမှာတော့မိခင်ဖြစ်သူကတေဆုံးပြီးတဲ့ခင်မွန်းနဲ့သားအပေါ်မှာလည်းယနေ့ထက်တိုင်ချစ်ရှာကြတယ်လို့ပဲသမီးဖြစ်သူဒုက္ခရောက်မှကောက်လွဲဆိုတာကြောင့်ပြန်ငဲ့လိုက်ရသေးရဲ့။မိခင်သားစိတ်ချမ်းမာရေးမချို့ရွေးဘူးဆိုရင်တော့စိုးဝဲရမရှိဝမ်းမြောက်ဝမ်းသာဖြစ်မဲ့သူမှာတော့သူမကိုယ်တိုင်ဖြစ်လိမ့်ပြီးတော့မှမလွဲပြီ။ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။